ဒီနေ့မှာတော့ကျဲဥပေါင်းလေးလှုပ်ရှားဖြစ်လို့လုံနီးလေးကလည်းအရန်ကိုလွယ်ကူလို့ပေါ့နော်ပြန်လဲမျှဝေတာပါရှင်ကျဲဥပေါင်းလေးကပေါ့နော်ထုတ်ထုတ်လေးနဲ့တော်တော်လေးစားကောင်းပါတယ်ကလေးလူကြီးကြိုက်အရန်ကိုစားကောင်းတဲ့ကျဲဥပေါင်းလေးဖြစ်ပါတယ်ရှင်အရင်ဆုံးကျဲဥတွေကိုတန့်စင်အောင်ဆေးထားပါမယ်ပြီးရင်တော့ဓာတ်ရဲ့အချွန်လေးနဲ့ဖွက်ဖွက်လေးကျဲဥထိပ်လေးကိုဖောက်လိုက်ပါမယ်ပေါ့နော်ဖောက်ပြီးရင်တော့ပကံလုံးတစ်လုံးထဲမှာထည့်ထားလိုက်ပါမယ်ကျမကတော့ကျဲဥ၅လုံးသုံးထားတယ်ပေါ့နော်ပြီးရင်တော့စားရဲ့အရသာမုံရဲ့ငေးကောင်းတို့ကိုထည့်ပြီးမွေပါမယ်ပြီးရင်တော့ရေအနှဲငယ်ထည့်ပြီးထပ်မွေပါမယ်ရှင်ပြီးရင်တော့ကျုပ်ခွင်နေတဲ့ကိုပြန်ထည့်မယ်ပေါ့နော်ကိုအစင်ပြာနဲ့ထည့်လို့ရပါတယ်ကျမကတော့စီထိုးပြုံအစ်စ်လေးရှိတာနဲ့ဒါလေးနဲ့ထည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်တော့ပေါင်းလို့ရပါပြီကျဲဥဖင်လေးတွေငြိမ်အောင်လို့ရေဘူးအပိတ်လေးနဲ့ကျဲဥတွေလဲမသွားအောင်လို့ထိန်းထားပါတယ်ရေပွက်လာပြီဆိုရင်တော့10မိနစ်ကြာတစ်ခါဖွင့်ကြမယ်ပေါ့နော်ခဏတိုင်းဖွင့်ကြည့်မှရမယ်ပေါ့နော်ဖွင့်မကြည့်ဘူးဆိုလို့ရှိရင်တော့ကျဲဥတွေကွဲထက်တတ်ပါတယ်ရှင်15မိနစ်လောက်ပေါင်းပြီဆိုရင်တော့ကျဲဥပေါင်းလေးရပြီပေါ့နော်ထုတ်ထုတ်လေးနဲ့တော်တော်လေးစားကောင်းပါတယ်ကလေးလူကြီးကြိုင်အိမ်မှာလွယ်တကူလှုပ်ရှားခြင်းနဲ့ဆိုရင်တော့ကျမရဲ့ဗီဒီယိုလေးကိုစီထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်